ပတ်စံနေအများကြီးပြပတ်စံနေအများကြီးစီဟောင်းပစ္စည်းတော်ချင်းနဲ့ကျန်တော့တုံးချင်းနဲ့ဆန်နဲ့တော့တော့အဲ့ငါပြောနေကြတာဒီရွာတူရလုံးဟောအဲ့တော့ငါရွာထဲမှာတွေ့တယ်ဆိုဟာအဲ့ဒါငါလည်းလက်ဆိုင်တယ်မင်းတို့စီကိုဘုန်းသူတော်ကလူယုံပေးခိုင်းလိုက်လို့တာတော့ရတော့ရတယ်ချက်လိုက်ပါဟဲ့ဘာညာရှင်ကမကြည့်မငယ်နဲ့ကျမတောင်းတယ်ရောခေါ်ရတယ်ဆိုမဟုတ်မှတော့ကျမတောင်းတယ်ဝင်ချက်ပြီးရှင်ကြုံမလားမလားပါလေဟာတာမြာတော့ကရှိတမြပေးဖေးထား